အိုးကုန်တော့မှာရအရာမစားတော့ကုချူမွေးနေဟာတင်းရုပ်ဒီကြော်ရမ်းမွေးရတော့မင်းအန်တီကိုပစုံမလာမွေးကြော်ပြီးတော့ဘူးထွက်ပြီးရောက်ခိုင်းမှာဘာဖြစ်လို့လဲအဖေးမှာမလားစာရွက်နေတယ်发我没有啊，有对没有对太嘛？ အများစားသွားတော့ ဘယ်ရလဲ ပြောမယ်နော်ချင်းချင်းတို့ညီမတွေကလေအခုလိုချစ်တာကြည့်ပြီးဒီညီမနှစ်ယောက်ရမ်းချစ်တာပဲဆိုပြီးမှလေမထင်နဲ့အသေးနဘာလုံးတာအိမ်မှာညီမက၄ယောက်မောင်လေးက1ယောက်နော်ဒါပေမဲ့ပြောပြမှာဒီညီမနှစ်ယောက်ကြောင့်ပြောပြမှာ 都少点茶吃了，洗把倒的， ဒီညီမနှစ်ယောက်လောက်လေနဘန်းလုံးတာဒီညီမနှစ်ယောက်ပဲရှိတယ် 这样高，是，哎呀高呢， နဘန်းလုံးနဲ့ကောင်းနေပြောရင်လေဆောက်ရှက်တွေကွဲမှဆိုလို့ပါဇက်တွေထမင်းနဲ့တက်တိတ်ပြီးထဲတာ ကြည့်ကြည့် 没来着， ပြောနေတယ်မဟုတ်လားဒီ人那样摆呀的， တရား နဘန်းလုံးရင်လေအိမ်ကအဖွားကလေစလောင်းဖုံးတွေတီးလို့မနိုင်ရင်နဲ့တော့ပတ်ရတဲ့ထီကိုဒီနှစ်ယောက်နဘန်းလုံးလားနော် တောင်းရ ဘယ်လောက်ထိနဘန်းလုံးကောင်းလဲဆိုရင်ဒီနာတော့တစ်ချောင်းဆိုရင်လေသူ့လက်ချက်နဲ့တော့တစ်ချောင်းကျိုးထားတာသိလားပဲ့သွားတာဒီနာတော့တစ်ချောင်းဆိုရင်အဲ့ဒါသွားအတူထည့်ထားတာကျမတို့ချင်းချင်းသွားအတူတာ 我摆不玩了， ဘာဖိုင်းလဲနေ့လည်းငါ့ကိုရေတုံးခင်နားမှာလေတုံးထားလိုက်တာလေ 多嘞，这妈也背一个口沙了，这妈也不来摆弄了，这妈这妈怎么这？打的，打 အဲ့ 的， အဲ့ဒါကြတော့ကျမတို့ကလေအရာနဲ့တွေလောက်တာတိလားသပင်းနဲ့အရာတွေဆွဲလို့လေဆွဲရမလားဆိုပြီးတော့ငါ့ကိုသပင်းဆွဲရအောင်လားဆိုလာစားနီးလက်နေရအဲ့ဒါအကြီးကို ကို少点都没吃什么咯？ အကြီးကိုအငယ်ကလောက်ရမလားလာခဲ့စမ်းဆိုပြီးတော့မှလေဓာပါလေးနဲ့မှုားရ စကားရရမြတယ်။ထမင်းလေးကောင်းစား အဲ့တော့ပြပမယ်နော်ငငယ်တုန်းကအသေးတက်ခဲ့တဲ့ညီမတွေကစိတ်ချကြီးလာလို့ရှိရင်အခုလိုအရန်ချစ်တော့မယ်ငငယ်တော့မတက်ရသေးဘူးဆိုရင်တက်နော်အသေးတက်နဘန်းတွေလုံသပင်းတွေဆွဲညီကြီးထဲမှာ ။ငယ်တော့မတက်ဘူးအရန်ချစ်တယ်ဆိုကြီးလိုက်တော့ဝေးသွားတယ် ဟုတ်တယ်ငငယ်တော့အရန်ချစ်တယ်ဆိုရင်ကြီးလာပြီဆိုရင်အဲ့နှစ်ယောက်လုံးကမတဲ့နေရောငငယ်တော့ကြီးချင်းတို့လိုမျိုးနဘန်းတွေလုံသပင်းတွေဆွဲညီကြီးထဲမှာလိတ်အဲ့လိုလုံ ။ကိုစောက်တယ်သူများချဆရာမလို့သူချမှာ ကြီးလာလို့